Hello မင်္ဂလာပါရွှေတောင်တန်းကုန်းဆိုင်ကပါနော်တောင်ကြီးမြို့ပါ Okay so today I like to show you the silver ivory sword ပေါ့နော် knife ပေါ့ see လောက်ပဲရှိပါတယ်ဒါတော့ရှမ်းရိုးရာငွေသားလေးပါနော်ဝယ်ထားတာအများကြီးပဲပြန်ရောင်းပါနော်လောဆယ်တော့ပြန်မရောင်းနိုင်ဘူးပို့လို့မရလို့ဟုတ်ပြီနော်ဒါတလက်ဒါလည်းတလက်စင်းစွဲပြီနော်ရလာပါလေဒါချီတဲ့ကျိုးလို့တယ်စင်းစွဲငွေသားတွေကြည့်ဒါမျိုးဝယ်စုဆောင်တာအများကြီးပဲဟုတ်နော်ဒီမှာဒါမျိုးရှိရောင်းပေးနိုင်ပါနဲ့နော်ကျွန်တော်ဝယ်ပါလေရှမ်းသားတွေပါနော်အိုးရှေ့ပဲ